သူညီမကိုအဖေဖြစ်သူခေါ်သွားပြီးတဲ့နောက်ကောင်လေးဟာမိသားစုအပေါ်လုံးဝစိတ်ကိုမုန်းတီးသွားခဲ့တယ်။နောက်ကျောဘက်ကမိမိရဲ့ဒေါသတကြီးအော်ဟစ်ဆဲဆိုတဲ့တွေကိုထားရစ်ခဲ့ပြီးသူအိမ်ကနေထွက်ခွာလာခဲ့တယ်။ဘတ်စကားတစ်စီးပေါ်တယောက်တည်းတက်စီးလိုက်တာပေါ့။သွားခြင်းနဲ့ဥတီယာရဲ့လို့တီးတန့်မရှိပဲမိသားစုနဲ့ဝေးတစ်ထက်ဝေးတဲ့နေရာရောက်ပြီလို့ခံစားရတဲ့အထိလမ်းလျှောက်ခဲ့တယ်။နောက်ဆုံးတော့ကစားကွင်းတစ်ခုစီရောက်သွားခဲ့တာပေါ့။ကစားကွင်းလေးကလုံးဝစိတ်ငြိမ်ချောက်ကပ်လို့ပါ။အခုနောက်ပိုင်းကလေးတွေကိုဒီလိုနေရာမျိုးလာရောက်အပန်းဖြေပေးတဲ့မိဘမျိုးသိမ့်မရှိတော့ဘူးလို့သူထင်နေတယ်။ကောင်လေးအဖို့တော့တစ်ကဘာလုံးဟာမိဖို့ရောင်တန်းပြီးအင်မတန်အော်နှလုံးခါစရာကောင်းနေခဲ့တာပါစိတ်လိုက်မှန်ပါနဲ့သူမတမာတဲ့အပြုတ်မှုတစ်ခုလုပ်လိုက်မိတယ်ကစားကွင်းထဲကအမျိုးသမီးရုပ်တုရဲ့အလှဆင်အဝတ်အစားကိုတွားကင်လိုက်တာပေါ့ဒီမြင်ကွင်းကရေးစရာကောင်းလွန်းတာမို့အနီးနားကစားတောက်ဆိုင်ဝန်ထမ်းအမျိုးသမီးတောင်မအောင်နိုင်ပဲကြီးမောလိုက်ရတယ်ခဏကြာတော့ကောင်လေးဟာထိုအမျိုးသမီးစီတိုးကပ်သွားပြီးဒီမှာအလုပ်လုပ်ဖို့လူလိုသေးလားဟင်လို့မေးလိုက်တယ်အမျိုးသမီးဟာစိတ်ထားကောင်းသူဖြစ်ပြီးကောင်လေးကိုတနာပြုနာတက်သွားခဲ့တယ်။ဒါနဲ့ပဲစားစရာအချို့ကျွေးခဲ့တာပေါ့။စားတော့ပြီးတဲ့နောက်ကောင်လေးဟာအနီးနားတစ်ဝိုက်မှာအလုံးဆက်ရှာခဲ့ပေမဲ့အသက်ငယ်လွန်းတာကြောင့်ဘယ်သူမှအလုံးမခန့်ကျင်ကြပါဘူး။အမျိုးသမီးဟာကောင်လေးရဲ့ကိုးကွယ်ရမယ့်ဒုက္ခရောက်နေတဲ့ပုံကိုကြည့်ပြီးပိုလို့တောင်တနာသွားပြန်တယ်။စင်းလုံးချောအမျိုးသမီးမဟုတ်ပေမဲ့လည်းတယောက်တည်းဖြစ်နေတဲ့မိခင်တယောက်ပါ။ကလေးငယ်လေးကိုစောင့်ရှောက်ပေးမဲ့သူလုံးဝမရှိတာမို့အလုံးစင်းရင်ကလေးကိုအမြဲတမ်းတပါးလေးခေါ်သွားပြီးဘေးကင်းအောင်ကြည့်ရှုနေရရှာတယ်။ကလေးကိုနှုတ်တိုက်တဲ့အခါတန်စင်ကန်ထဲမှာသွားပုံရတယ်။အလုံးချိန်ပြီးသွားမှကလေးကိုဂယုတစိုက်ချီလို့အိမ်ပြန်ခဲ့ရတာပေါ့ဒီကောင်လေးကသူ့ကိုအနှဲငယ်ကူညီပေးနိုင်မယ်လို့သူမကတွေးလိုက်မိတာမို့အိမ်ကိုခေါ်သွားခဲ့တယ်သူမငားနေတဲ့အိမ်လေးကသူ့ပြားနဲ့ဆောက်ထားတဲ့တဲအိမ်လေးမို့အင်မတန်ရိုးရှင်းလွန်ပါတယ်ဒါပေမဲ့ဒီကောင်လေးမှာတော့အချိန်တော်တော်ကြာမှဝဝလင်လင်ပထမဆုံးစားတော့ခဲ့ရတာပါအမျိုးသမီးဟာကလေးနဲ့အတူကောင်လေးကိုပါရေချိုးပေးခဲ့သေးတယ်။နောက်တနေ့မနက်မှာတော့အမျိုးသမီးဟာကလေးအတွက်တနေကုန်တောက်ဖို့နှုတ်စီထုတ်ဆက်တဲ့နှုတ်တွေကိုကြိုတင်ပြင်ဆင်ပေးခဲ့တယ်။ဒီလိုဆိုရင်တော့အလုံစင်းတဲ့အခါကလေးကိုကောင်လေးလက်ထဲစိတ်ချလက်ချအပ်ထားခဲ့လို့ရပြီပေါ့။အပြင်မထွက်ခင်မှာသူမဟာပါးပြင်ပေါ်မဲအတူတခုအမြဲတမ်းဆွဲလေးရှိတယ်။သူမရဲ့မှတ်ပုံတင်ဓာတ်ပုံမှာလည်းမဲတလုံးပါနေတာကိုဒီနေရာကိုရောက်ကြတဲ့ကသူမဟာအပင်ပန်းခံပြီးပတ်စံတွေကိုစုဆောင်းခဲ့တာပါ။သူမရဲ့ပန်းတိုင်ကတော့ဒေါ်လာ1500စုမိဖို့ပဲဖြစ်တယ်။မှတ်ပုံတင်ကပ်ပြားအသစ်တစ်ခုရကျင်နေတာလေ။ပွဲစားလုပ်ပေးမဲ့သူကတော့သူမထက်ကလေးကိုပဲပို့ပြီးစိတ်ဝင်စားနေပုံရပါတယ်။သူပြောတာကတော့ငါ့ကိုကလေးပေးလိုက်ရင်မှတ်ပုံတင်ကိုအခမဲ့လုပ်ပေးမယ်။မင်းရဲ့ကလေးကမွေးကလေးကတီတီငိမ့်ငိမ့်စိတ်အေးချမ်းသာမနေခဲ့ရဘူး။မင်းနဲ့အတူဘာလို့ဒုက္ခလိုက်ခံခိုင်းနေမှာလဲ။ကလေးရဲ့အဖေကဒီဒေတာကန်ဆိုပေမဲ့မင်းနဲ့မိသားစုမထူထောင်ခြင်းဘူးလေ။ကလေးကိုငါးစီမှာပဲထားခဲ့လိုက်တာပိုကောင်းပါတယ်တဲ့။ဒါပေမဲ့ဟိုတွတ်တဲ့အိမ်လေးထဲမှာတော့ကောင်လေးဟာကလေးငယ်ကိုအစွမ်းကုန်ဂယုစိုက်ပေးနေခဲ့ပါတယ်။နေ့တိုင်းအချိန်မှန်နိုးတိုက်တဲ့ကလေးနဲ့ကစားပေးတယ်လို့တချင်းလေးတွေဖွင့်ပြပြီးဂယုစိုက်ပေးခဲ့တယ်။နောက်တော့ပိုပြောစရာကောင်းတဲ့အကြံတစ်ခုရသွားခဲ့တယ်။ဘေးအိမ်က TV ဖန်သားပြင်ကိုမှန်တဲ့ရောင်ပြန်ဟက်စီပြီးကလေးငယ်ကာတွန်းကားကြည့်နိုင်အောင်ဖန်တီးပေးလိုက်တာပါပဲ။ရောင်ပြန်ပုံရိပ်မှာအတန်မပါတာမို့ကောင်လေးဟာဇက်ကောင်လေးရဲ့အတန်ကိုစိတ်အားထက်သန်စွာနဲ့တူပပြီးအတန်သွင်းပေးခဲ့တယ်။အမျိုးသမီးရဲ့မှတ်ပုံတင်တက်တန်းကုံဆုံးရက်ကပုံမနီးကပ်လာတာမို့အမြန်ဆုံးအစ်စ်လဲဖို့လိုအပ်နေပါပြီ။ဒါပေမဲ့စုဆောင်းထားတဲ့ပတ်စံကလိုပါသေးတယ်။အလုရှင်စီကနေလာစာကြိုထုတ်ဖို့တောင်းခံကြည့်ပေမဲ့အလုရှင်ကညှင်းပယ်ခဲ့တယ်။အခြားနည်းလမ်းမရှိတော့တဲ့အစုံလုံးဖော်ကင်ဘက်တွေစီကပတ်စံလိုက်ငါကြည့်ပေမဲ့ဘသူကမှမကူညီချင်ကြပါဘူး